ကဲအားလုံးပဲမင်္ဂလာပါနော်အခုသူများတွေခဏခဏပြန်လာမေးတယ်ပေါ့နော်တုံညရဲ့နောက်တစ်ခုကကြတော့မင်္ဂလာပါရဲ့ကိုတဲ့ကရင်လိုဘယ်လိုပြောလဲဆိုပြီးတော့မှကျမတင်ထားပေးပြီးသားပေါ့နော်ဒါပေမဲ့ခဏခဏလာမေးတယ်ဆိုတော့ပြန်ပြောပြမယ်နော်မင်္ဂလာပါကိုအနောက်ဘိုးကင်လိုကကျမတို့ဆိုလို့ရှိရင်တော့အောက်ဆောင်အောက်ခလိုက်နော်အောက်ဆောင်အောက်ခလိုက်နေကောင်းပါစေကျမ်းပါပါစေပေါ့နော်ဒါကမင်္ဂလာစကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုမင်္ဂလာပါလို့ပဲယူဆတယ်ပေါ့နော်အောက်ဆောင်အောက်ခလိုက်နော်နောက်တချို့နေရာဒေသတွေမှာကြတော့အဲ့ဒီမင်္ဂလာပါကိုတဲ့ဒီလိုပြောရဲတဲ့ဘာဆူကြီးတဲ့နော်ဘာဆူကြီးလို့ပြောရဲတဲ့နော်မင်္ဂလာပါကိုဘာဆူကြီးလို့လည်းပြောရဲတဲ့နော်အောက်ဆောင်အောက်ခလိုက်ရဲ့ဘာဆူကြီးရဲ့နော်မင်္ဂလာပါကိုအနောက်ပိုးကင်လို့ကကဲနောက်တော့တုံညကိုကြတော့ကျမဒီစာအုပ်ထဲမှာရှာကြည့်တဲ့အခါကျတော့သူကတော့1ဖလုံလို့သုံးထားတယ်ပေါ့နော်ဒါပေမဲ့တချို့နေရာဒေသတွေကျတော့1ဖလုံလို့မသုံးဘဲနဲ့ဝဖလုံလို့ပဲသုံးတယ်ပေါ့နော်တချို့ကျတော့ဝလို့ပဲခေါ်တယ်ဥပမာအဖြစ်တုံညကိုဆိုဝခွေး